โอเคအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီက majority ကတ်နဲ့ကျွန်တော်တို့ area မှာပတ်စံထုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ကျန်ပတ်စံကိုဘယ်လိုစစ်ရမလဲဆိုတာကိုကျွန်တော်ရဲ့တူသွားပြီးတော့ပြပြမှာဖြစ်ပါတယ်ပြီးတော့နောက်ထပ်ဒီက majority ကတ်နဲ့ကျွန်တော်တို့ online နေပြီးတော့ပစ္စည်းတွေကိုကျွန်တော်တို့အယောင်ဝယ်ရှင်မရဘူးဆိုတဲ့အခါမျိုးမှာ online payment ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့တစ်ချက်တစ်ခါတည်းပြပြပေးပါမယ်ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးပါဦးအခုရင်တော့ကျွန်တော်ရဲ့ customer channel ပတ်စံ balance ရဲ့ပြီးလို့ရှိရင်ပတ်စံထုတ်ဖို့တော့ကျွန်တော် IV ATM မှာသွားပြီးတော့ထုတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ majority ကဆိုရင်တော့ကျွန်တော်တို့ IV တွေမကဘူး Maybank ပြီးလို့ CIMB ပြီးရင် Hong Kong Bank အကုန်လုံးရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ပတ်စံထုတ်ဖို့အတွက်ကိုကျွမ်းကျင်တဲ့ language ကိုရွေးမယ်ပြီးလို့ရှိရင် bank ရဲ့ passcode 6လုံးကိုရင်တော့ထည့်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲ select translation ရဲ့ခေါင်းစဉ်အောက်မှာ passcode ရဲ့ card store ရဲ့အောက်မှာ balance ရှိရပေါ့နော်balance ကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ credit card ကိုနှိပ်မယ်ခွဲကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ majority မှာရှိတဲ့ကျွန်တော်တို့ရဲ့ balance ကိုအတိအကျအကုန်လုံးကြားပါလိမ့်မယ်။ Okay ကိုယ့်ရဲ့ balance ကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ yes ကိုထပ်နှိပ်မယ်။ဟုတ်ပြီ။အဲဆိုတော့ပတ်စံထုတ်မလာလို့မေးတယ်ကျွန်တော်တို့ကcard store နဲ့ပတ်စံထုတ်ရင်ပေါ့နော်။ပြီးရင် process ကိုထပ်နှိပ်မယ်။ပြီးရင် credit card ကိုထပ်နှိပ်မယ်။ Okayဒီနေရာမှာကျတော့ကျွန်တော်တို့နေအမောက်ပြန်ရရမှာပေါ့နော်ကိုထုတ်ရှင်တဲ့အမောက်အနည်းဆုံးနေတော့ကျွန်တော်တို့ majority က1500ပဲထုတ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ chorus ကိုနှိပ်ပြီးလို့ရှိရင်ပြီးရင် select ယူမှာလောက်မေးရ select ကိုလည်းတကယ်ယူနေဆိုရင်တော့ yes ကိုနှိပ်ပြီးပေါ့နော်မယူခြင်းဆိုလည်း no နှိပ်ထားလို့ရပါတယ် okay ခဏကြာရင်တော့ကျွန်တော် ATM ကနေပြီးတော့ကျွန်တော် IP ATM နေပြီးတော့ကျွန်တော်ပတ်စံထွက်လာမှာဖြစ်ပါတယ်တခါလေးလေးမှာတချို့လူတွေမေးတတ်တဲ့အရာပေါ့နော်ကျွန်တော်တို့ပတ်စံတော့ထွက်လာပြီးတော့လေကက်ရင်ပြအောင်ကက်ကိုမီရွဲနဲ့ပတ်စံပဲထုတ်ပါပေါ့နော်ကက်ကြီးကမေးချင်နေခဲ့အဲ့လိုမျိုးလည်းမဖြစ်ပါစေနဲ့ကျွန်တော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ IP ATM မှာသွားပြီးတော့ပတ်စံ ringgit 1500သွားထုတ်တာကိုကျွန်တော်တို့ဝန်ဆောင်ကနေနဲ့IP ATM ဘယ်လောက်ဖြတ်လဲဆိုတာကိုသွားကြည့်မယ်โอเคဒီမှာတော့ ringgit 1500ထုတ်တာကို ringgit 2ကျပ်လောက်ဖြတ်တယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ပတ်စံထုတ်တဲ့ဘက်အောင်လည်းတည်သွားပြီပေါ့နော်တည်သွားတဲ့ခါမျိုးမှာဗာလဲဆိုတော့မလေးရှားမှာ1.600တော်တော်များတယ်ဗျာအဲ့တော့ပစ္စည်းကလည်းမှားခြင်းတယ်တချို့တော့ပစ္စည်းကကျွန်တော်တို့ custom delivery ပေါ့နော်အရင်ငွေရှင်းမပေးတဲ့ခါမျိုးမှာကျွန်တော်တို့ဒီ merchant rate cut ရှိုံလေးနဲ့ကျွန်တော်တို့ဘယ်လိုပတ်စံရှင်းမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်โอเคဒါကြောင့်မလို့ဗီဒီယိုလေးကိုဆက်ပြီးတော့လိုက်ကြည့်ပါဦးကျွန်တော်အနေနဲ့ကျွန်တော်တို့ဝယ်ချင်တဲ့ပစ္စည်းကိုအရင်ဆုံးနှိပ်လိုက်မှာပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းပဲဆက်လုပ်သွားမယ်ကျွန်တော်တို့ပစ္စည်းရွေးရပေါ့နော်ပြီးလို့ရှိရင်မှားနေရရောက်ပြီဗျာမှားနေရမှာကျွန်တော်တို့ view portion မှာကျွန်တော်တို့ဒီရွေးချယ်စရာအများကြီးပေါ့နော်အကွေကိုရှိမှာကကျွန်တော်တို့ merchant rate cut ရှိလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒုက္ခနောင်ကျူရနဲ့မရှင်းဘဲနဲ့ကျွန်တော်တို့add cut လုပ်ပြီးတော့ကျွန်တော်ကပ်ပေါ်မှာပါတဲ့နံပါတ်73လုံးနဲ့ကျွန်တော်တို့ထည့်ပြီးတော့လေကျွန်တော်တို့ရှင်းလို့ရတယ်ပေါ့နော်ဒုက္ခနောင်ကျူရနဲ့ရှင်းမယ်ဆိုလို့ရှိရင်အခုလိုကျူရလေးထွက်လာပဲထွက်လာလို့ရှိရင်ကျွန်တော်က save ကျူရအောင်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ကျူအောင် gallery မှာဆက်ရပါတော့ပြီးရင်ကျွန်တော်တို့က majority band ကိုဝင်မယ်ဝင်ပြီးလို့ရှိရင် majority band မှာကျွန်တော်တို့ second ဆိုတဲ့နေရာကိုသွားမှာပေါ့နော်အောက်ဖက်လေးမှာ second ဆိုတဲ့နေရာလေးပါတယ်ပြီးလို့ရှိရင်အောက်မှာပါတယ်ကျွန်တော် gallery ဆိုတာလေးတွေကနေပြီးတော့ကျွန်တော်တို့ဒီကကျူအားလေးကိုဒီမှာပြန်ထည့်ပြီးတော့ကျွန်တော်တို့ပတ်စံရှင်းမယ်ပေါ့နော်โอเคကျွန်တော်တို့ဒီကနေဘောက်လေးနဲ့အကိုက်ဖြစ်ပြီဆိုတာနဲ့အပေါ်မှာရှိတဲ့အမှန်ကြီးလေးကိုနှိပ်လိုက်ပြီဆိုရင်ပြီးရင် continue ထပ်နေတဲ့ထားနဲ့ကျွန်တော်တို့ပတ်စံအခြေပြဖြစ်သွားပါပြီโอเคကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဗျာဒီ merchant rate cut တွေဆိုတာကျွန်တော်တို့ overseas သမားတွေအတွက်ကိုလုံးဝသုံးဝင်တယ်ကျွန်တော်တို့ဒီဈေးဝယ်စင်တာတွေမှာကျွန်တော်တို့ပတ်စံချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင် online နေပြီးတော့ပစ္စည်းဝယ်ရပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ပတ်စံတွေကိုအရင်အများကြီးတော့မဟုတ်ဘူးပေါ့ဗျာနေပါလေကျွန်တော်တို့ဒီ cut ထည့်မဲ့စားရင်ပတ်စံရင်းတွေမှာထည့်မဲ့စားလို့ရှင်ကျွန်တော်တို့ဒီဘန်ကလေးထဲမှာထည့်ထားကအနေနဲ့လေးကိုယ့်တက်ကိုပို့ပြီးတော့ save ဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ overseas သမားတွေလည်းဒီလို merchant rate cut လေးလှုပ်ထားတဲ့နယ်လို့ကျွန်တော်ထင်တယ်ပြီးလို့ရှင် overseas သမားတွေကကျွန်တော်တို့ဒီ mechanic cut ကိုပေါ့နော်ပုံမှန် normal cut နဲ့ကျွန်တော်တို့ special cut ဆိုလို့ရှိတယ်cut ကိုပြောတာမဟုတ်ဘူးဗျာကျွန်တော် software မှာကျွန်တော်တို့ဒီဘန်မေဘန်နေ CI မေဘန်တွေကိုပတ်စံလွှဲလို့ရတဲ့အကောက်ပုံမျိုးရှိသေးရဲ့ဗျာကျွန်တော်တို့ mechanic cut မှာတော့ level 1 level 2ပေါ့ဗျာအဲ့လိုပဲပြောလိုက်မယ်ရှင်းအောင်လို့ပုံမှန်ပေါ့နော်ကျွန်တော်တို့ passport mate 2နဲ့သွားဖောက်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီကmechanic cut က level 1ပုံစံမျိုးပဲရမှာဗျာကျွန်တော်တို့ကဒီ passport လုံးဝအစ်စ်ပါလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီစက်ရုံ location ပါညာနဲ့အတိအကျပါလာမယ် passport အစ်စ်လည်းပါလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ mechanic cut ကိုကျွန်တော်တို့ Maybank နေ CI Maybank တွေကိုပတ်စံလွှဲလို့ရအောင်ကျွန်တော်တို့ Duke Now transfer ကျွန်တော်တို့တက်ခိုင်းလို့ရတယ်ပေါ့နော်သူတို့ကနေပြီးတော့ဒီ passport တွေအချက်လက်တွေပါလာဆိုရင်တော့ပါမင်းမရှိလဲကျွန်တော်တို့ဒီ mechanic band မှာလုပ်ပေးပါတယ်document transfer ဆိုတာကကျွန်တော်တို့ဒီ QR တွေကိုကျွန်တော်တို့ scan ဖတ်ပြီးတော့ပတ်စံရှင်းလို့ရမယ်ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ Maybank နေ CI Maybank နေ Hong Kong Bank နေRepublic Bank နေအကုန်လုံးကိုကျွန်တော်တို့နေတဲ့ပတ်စံလွှဲလို့ရတဲ့အဆင့်ထိအောင်ကျွန်တော်တို့ဒီ passport ပါနဲ့လုပ်လို့ရပါတယ်